หัวหน้าครับโพลไม่ทำได้ไหมหัวหน้าครับโพลไม่ทำได้ไหมหัวหน้าครับหัวหน้าคำยาผมจะนอไม่ทำมาโลดาได้ไหมอย่าลาสิเลียวป้อมีบางแบบอย่างมาสวยผมไม่ทำได้ไหมจะนอมาโลดอย่าลาเธออยู่ไหมคนเดียวก็ทำไม่ได้นะ คนเดียวก็ทำไม่ได้นะ คนเดียวเดียวเทก็สุดท้ายเลยบ่เนาะคนเดียวก็เดียวเทเลยทำလောက်တာไม่ได้ဆိုတာမရဘူးหน้าဆိုတာเนาะทำไม่ได้นะလုပ်လို့မရဘူးเนาะคนเดียวก็ทำไม่ได้นะเดียวเทเลยလုပ်လို့မရဘူးเนาะပြောကြည့်မယ်ห่วงหน้าล่ะคนเดียวทำได้ไหมห่วงหน้าล่ะคนเดียวทำได้ไหมห่วงหน้าหัวหน้าล่าဆိုတာကယောပေါ့နော်ห่วงหน้าล่าหัวหน้าယောคนเดียวတယောက်တည်းทำလို့တာได้ไหมอย่าล่ะคนเดียวทำได้ไหมတယောက်တည်းလုပ်လို့ရလားပြောကြည့်မယ်ถ้าห่วงหน้ายังทำไม่ได้ถ้าห่วงหน้ายังทำไม่ได้ถ้าဆိုတာကရင်လို့ပြောတာห่วงหน้าหัวหน้ายังဆိုတာကတေးတာทำလို့တာไม่ได้ဆိုတာကမရဘူးစီလီယောအစအနေပေါ့ဘာသာပြန်မယ်ဆိုရင်ถ้าห่วงหน้ายังทำไม่ได้ถ้าห่วงหน้ายังทำไม่ได้หัวหน้าလုပ်လို့မရသေးရင်หัวหน้าလုပ်လို့မရသေးရင်ပြောကြည့်မယ်ผมจะทำได้ยังไงผมจะทำได้ยังไงผมကျွန်တော်ကจะทำဆိုတာလုပ်လိုက်တာပေါ့နော်လုပ်တာကိုပြောတာได้ဆိုတာရတာยังไงမလို့လဲပြောချင်တာကผมจะทำได้ยังไงကျွန်တော်ကဘယ်လိုလုပ်လို့ရမှာလဲถ้าห่วงหน้ายังทำไม่ได้หัวหน้าကလုပ်လို့မရသေးရင်ผมจะทำได้ยังไงကျွန်တော်ကဘယ်လိုလုပ်လို့ရမှာလဲအဲ့လိုပြောချင်တာဖြစ်တယ်နောက်ပဲဆုံးနေပြောကြည့်မယ်ช่วยคิดดูหน่อยนะช่วยคิดดูหน่อยนะช่วยคิดดูหน่อยนะဆိုတာကကြတော့ช่วยဆိုတာကပူပေးခိုင်းတာคิดဆိုတာကတွေးတာဒူးဆိုတာကကြည်တာหน่อยဆိုတာကနည်းနည်းနာဆိုတာကနော်ช่วยคิดดูหน่อยนะဆိုတာကနည်းနည်းတော့ကိုတွေးကြည့်ပေးပါအောင်နော်လို့ပြောချင်တာဖြစ်ပါတယ်ခင်ဗျာနည်းနည်းတော့ကိုတွေးကြည့်ပေးအောင်နော်အဲ့လိုမျိုးသူ့ကိုပြန်ပြီးတော့တောင်းဆိုလိုက်တာဖြစ်ပါတယ်ခင်ဗျာအားလုံးပဲအသုံးဝင်လွယ်ကိုစီပြေစွာနဲ့ပြန်လဲအသုံးချတတ်လိမ့်မယ်လို့မျှော်လင့်ပါတယ်ခင်ဗျာကိုကြီးချမရင်စိတ်ချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေနောက်ပြီးတော့မှာပြန်တွေ့ကြမယ်နော်